ဒီနေ့တော့နူးညံ့အိဆက်တဲ့တိုပူလေးကြိုးရပေးမယ်နော်ပဲစိမ့်မုတ်ကိုချိန်ခွက်နဲ့၄ခွက်ခန့်လောက်သုံးလိုက်ပါမယ်ရှင်ပြီးရင်တော့အရသာအတွက်အစားအနှင်းငင်နဲ့စနွင်းအနှင်းငင်ကိုထည့်ထားလိုက်ပါမယ်ရှင်တိုပူတစားဆိုလို့ရှိရင်ရေကနှစ်ဆထည့်ဖို့လိုမယ်နော်ပဲမုတ်တွေအားလုံးကြည်အောင်မှွေပြီးသွားပြီဆိုရင်တော့6နာရီလောက်ရေစိမ်ထားလိုက်ပါမယ်ရှင်6နာရီလောက်စိမ်ပြီးတော့အနည်းကျသွားပြီဆိုရင်တော့အပေါ်ကအရေးကြီးလေးတွေကိုအရင်ကြိုထားလိုက်ပါမယ်ရှင်တုတ်ပူကြိုရဲ့အနေရမှာမီးအေးလေးနဲ့အချိန်ကြာကြာလေးကြိုပေးဖို့ရလိုပါမယ်ရှင်ပြက်လာပြီဆိုရင်တော့ခုနတုန်းကကြံနေတဲ့အနေလေးတွေကိုဆက်ပြီးတော့ထည့်လိုက်ပါမယ်ရှင်တနုံအီလေးဖြစ်စေဖို့အတွက်စီလေးအနှင်းငယ်ထည့်ပေးပါမယ်ရှင်မကတ်စေဖို့အတွက်စီလေးကိုနှံ့အောင်တုပ်ထားပေးရပါမယ်ရှင်ခုနကကြိုထားတဲ့တိုဖူးလေးတွေအားလုံးကိုစီတုပ်ထားတဲ့ခွက်ထဲကိုထည့်လိုက်ပါမယ်ရှင်အေးခံပြီးသွားပြီဆိုရင်တော့ကိုလိုချင်တဲ့အနေအထားအတိုင်းတုပ်ပဲဆာဆာကြော်ပဲဆာဆာသုံးပြလို့ရပါပြီရှင်